င်စင်ထုတ်စားတာပင်စင်လက်မှတ်သွားနေရမှာပါတယ်နော်ပင်စင်စမကဗမာတမတော်စစ်ထွက်ဟုတ်တယ်ဒီနေ့နာမည်ကြီးနေတဲ့ဗမာတမတော်ကနော်19ရက်6လ62ခုနှစ်ကကျွန်တော်ပင်စင်စားခဲ့တာဖြစ်တယ်တက်ကထွက်တာအခု32နှစ်ရှိပြီပေါ့အခုကျွန်တော်လူပြိုးလို့တော့မထင်နဲ့တော့အဝေးရ TV အခုကျွန်တော်အသက်က65 4နှစ်ဟုတ်ပြီ64နှစ်အဲ့တော့19ရက်6လ61ကတက်မတော်နဲ့ထွက်တယ်ထွက်ပြီး62မှာဒီလိုက်သာသွားတဲ့လန်ခရိုင်ကတပတ်ရံဆိုတော့ဝိုင်းမော်ရေကျင်းဝိုင်းမော်ဟိုဘက်ကတပတ်ရံကသမခင်ဝမ်အဖေကလှုပ်စိတ်ရိတ်တိတ်တဲ့လက်ချိတ်အမေကဖောက်ဝီးမလိုက်တဲ့ချင်းဖော့နွန်ခရင်ဟုတ်တယ်အမေကသူတို့မွေးသားဆိုချင်းဖော့ထုံးခင်ဝန်ပေါင်းထုံးခင်ငါအထက်မလဲ8000မထူပဲငါကော8000ထူပဲအမျိုးတဲ့အဲ့ဒီချင်းဖော့နေ8000ထူပဲအမျိုးတဲ့ဂိုင်ကုန်တော့ပဲကုန်ရှိတယ်လေနော်8000ထူပဲအမျိုးဆို8000မခကြထူပဲ8000မထူပဲထုံးဆာမရန်တော်တဲ့မှာတာမရလက်ဒိုင်ဒီကောနန်ကောလှုပ်စိတ်ရင်းတဲ့ခကြလှုပ်စိတ်တိတ်ရေးနံဖက်ဆိုင်ရန်ကတော့လက်ထော်မကြံမနာစွန်တဲ့အဲ့လိုကျွန်တော်ကချင်မွေးသားဖြစ်သွားတာပေါ့လေဟိုမှာညီမတွေရခိုင်နေပါတော့နော်ဘာလို့ကြတော့ကချင်လူကပြောမိသွားတယ်ကချင်စကားပဲပိုအားပါတယ်တော့ဗမာလူတော့မဟုတ်တာတော်ကြာသွားပြီဆိုတော့အဲ့တော့ဗုဒ္ဓဘာသာကိုယ်ကမွန်လူပြောတယ်ကချင်မွေးသားဖြစ်တယ်ကျွန်တော်ဘွားဘလောက်အံ့ဩဖို့ကောင်းလားဖယားဗုဒ္ဓဘာသာဗမာလူမျိုးတွေပြောတာဆိုဗာလဲရှေးရည်ဆက်ထူးတန်းလားအမှန်တန်ထူးတန်းတယ်နော်ဒီရည်ဆက်ကဖယားသခင်ရဲ့ရှင်းမစွာကခွဲခါမှတ်သားထားလို့ပြစ်ခဲ့တာဒီအရာတွေကဘယ်အရာမှအမှုမဲ့အမှန်ပဲသူ့အလိုလျောက်မဖြစ်ဘူးဖယားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တာဖြစ်တယ်ဒီနေ့မိတ်ဆွေတစ်တဲ့နဲ့ဒီနေရာကိုရောက်လာတာအမှတ်တမဲ့နဲ့ရောက်တာမဟုတ်ဘူးနော်အမှတ်တမဲ့ရောက်တာမဟုတ်ဘူးဖယားသခင်တင့်ကိုကယ်တင်ခြင်းရဖို့အလိုရှိတယ်တဲ့အဲ့တခြင်းရှိတယ်ဟုတ်လားနော်ကယ်တင်ခြင်းရဖို့အလိုရှိတယ်အမှတ်တမဲ့တော့မဟုတ်ဘူးအဲ့တော့ဟုတ်ပြီလှုပ်စိတ်ရင်းတဲ့လှုပ်စိတ်တိတ်ရင်းဖြစ်တယ်1991ကတက်ကထွက်တယ်92မှာသူတို့သားဖြစ်တယ်2နှစ်ကြာတဲ့အထိခရိယာနဲ့မဝင်သေးဘူး1994ခုနှစ်မေလ15ရက်နေ့မှာနှစ်ချင်းခံတယ်2နှစ်ကြာမှာ94ခုနှစ်မေလ15ရက်နေ့တပတ်ရမှာတဲအောင်ဆရာမရန်တောက်တဲ့အခုလည်းရှိသေးတယ်တပတ်ခါမှာနှစ်ချင်းပေးတယ်ကျွန်တော်ကတော့ KBC ပဲဟုတ်တယ်နောက်တပတ်ခါမှာနှစ်ချင်းပေးတယ်baby 96မှာတရားဟောပြီကျွန်တော်ကျမ်းစာအကြောင်းမပြောနဲ့ရက်တို့တင်နှန်းတော်မတက်ဘူးသေးဘူးကျွန်တော်အဲ့ဒီအချိန်ကဒီမော်တိုင်းမှာခြေတော်ခဟိုဘက်ကအထက်ကလေးမော်တို့ခရားကြောင့်လုံးဝမရှိသေးဘူးဥက္ကဋ္ဌကရေကြီးနာပါလာနာကဥဒါဝိဆိုတာဥက္ကဋ္ဌအထက်ကလေးမော်မှာကျွန်တော်ခြေတော်ခမှာကြောက်ဘူးတာနော်အထက်ကလေးမော်မှာခရားကြောင့်လည်းမရှိဘူးဆရာလည်းမရှိဘူးမော်တိုင်းမှာခရားကြောင့်မရှိဘူးလေနော်ဆရာလည်းမရှိဘူးဆရာတွေအဲ့အချိန်မှာတအားကောင်းသားတဲ့အချိန်ပေါ့ကျွန်တော်ဘာမှမဟုတ်တဲ့သူကပြောပြအောင်မဲ့အရက်တောက်တတ်တယ်ဆက်လက်တောက်တတ်တယ်နော်6ကောင်ချင်း short 4ကောင်ချင်း short ဒါပေမဲ့တနေ့ကနေ့ရောက်ရင်တရားသွားဟောတာဆင်းပေါ်မှာဖရားเจ้าမှာဆရာမရှိတော့အဆောက်ဦးလေးဆောက်ထားတဲ့အထက်ဘာလဲမိုးပင်ကြီးမော်မှတ်မိတယ်နော်လုံးကအထက်ကလေမိုးပင်ကြီးမော်မိုးပင်လေးမော်မှာဥက္ကဋ္ဌကဥပရံအောင်နဲ့မလေးကျွန်တော်သိတဲ့ဘွားကြကျွန်တော်ကအာဘောကောင်းနဲ့တရားဟောတာဒါမဲ့ကျင်းသားလုပ်ရင်းနဲ့လေတနေ့ကနေ့ဆိုတရားဟောတာတဲ့ပြန်ရောက်တော့ဆက်လက်တော့အရက်တော့ပဲမလောက်ချင်ဘူးလေဒါပေမဲ့သူတို့လောက်ခိုင်းတယ်လေမြောက်ပေးထားတယ်ခရစ်စမတ်ဆိုလို့ရှိရင်မော်ဒယ်မှာကယ်ဒီစစ်ထွက်မဲ့အဖွဲ့မှာကျွန်တော်ကအော်မဲ့ကောင်းဆောင်ပဲဘလို့ကောင်းဆောင်ရတဲ့ထင်တဲ့မော်ဒယ်ကကျင်းသားတွေကိုကယ်ဒီစစ်ထွက်တာဥဆောင်ရတာစပိန်ချင်းကျိုးတစ်ချောင်းမြဲကင်ထားရတာဟုတ်တယ်ခရစ်စမတ်တချင်းဆိုရင်လည်းအပြိုလေးတွေကိုပုံနိုင်နေတယ်ဟိုဖက်ဒီဖက်နဲ့အဲ့လိုလုပ်တာအဲ့ဒါကိုရိုက်တာကျွန်တော်ချင်းကျိုးနဲ့စပိန်ချင်းကျိုးနဲ့တချင်းဆိုရင်ခရစ်စမတ်ချင်းကောင်းလို့ဆိုမိန်းကလေးတွေလိုက်မနှောက်ရက်နဲ့နောက်ရက်တော့မိန်းကလေးတွေတိုင်ရင်ကျွန်တော်တွေ့ပြီးအဲ့စပိန်ချင်းကျိုးနဲ့ကျွန်တော်အဲ့လိုနေခဲ့တာတနေ့ငွေလည်းတရားဟောဘာလို့ကြောက်ဖို့ကောင်းလဲတော့ခရိယာဘာသာလောကကြီးอ่ะเนาะဖခင်ကိုကောင်းကောင်းနားမလည်ပဲနဲ့လုပ်နေတဲ့အလုပ်တွေအချီးနှီးတွေဟုတ်တယ်ဒီနေ့ကျွန်တော်ကောင်းကောင်းပြောင်းလဲသွားတာပေါ့ကျွန်တော်တကယ်အမှန်တိုင်းသက်သေခါတာဘာနားမလဲအဲ့တော့ခရစ်စမတ်တခြင်းဆိုတဲ့အချိန်လဲအဲ့ချိန်ကဘာလဲဆိုတဲ့လဲအပြိုချောလေးတွေကောင်းမလေးတွေလေလှပလေးတွေကိုဘာလဲဂျင်းပေါင်းပြီးဖင်ကြက်ကလေးဝက်ခိုင်းပြီးမှအနေရောင်စေးကျဲတဲ့နှင်းသည်တဲ့ခရစ်စမတ်တခြင်းကနေလိုက်ပါတော့နော်ဒီတော့မှထိုင်နေတာတော့ပါဘူးလားမသိဘူးနော်ဘာလဲကန်ဆာ
ကျိုးဟာကန်ဆာမင်းဟာရေလိုက်လေးပေါ်ချင်အမလေးအလူငွေရလိုက်တာမှလောဘကြီးတွေကလည်းဘီယာပလင်းထောင်ပြီးမှခရစ်စမတ်တခြင်းကိုပြန်တောင်းတာရော့ဘလောက်နော်ယေရှုရှင်နိုင်ဆိုင်ရှစ်တာဘိုက်ဒူဆိုင်အဲ့ဒီချင်းနေကြတော့ဘယ်သူမှတောင်းလည်းမတောင်းအခါတော့ပဲဆိုပါတယ်အနီအောင်စေးကျဲတဲ့နှင်းစီတွေအမကန်းဆက်နဲ့ရေလိုက်နေကြတော့အလူတွေအများကြီးရတယ်ခဏပြန်ဆိုခိုင်းတယ်ခရိယာလောကကြီးကအဲ့လိုဟုတ်တယ်ကျွန်တော်လည်းမျက်မမြင်ပဲအဲ့တော့ယောမရောက်လို့ယောမလို့ကြည့်နေပြီအဲ့တော့အထားတော့နော်ကျွန်တော်ပြောင်းလဲလာတာအဲ့လိုအံ့ဩဖွယ်ရပြောင်းလဲတာဟုတ်တယ်တက္ကရာ2000မှာကျွန်တော်ပြောင်းလဲသွားတာအဲ့တော့ပြောင်းလဲသွားပြီကျွန်တော်အရက်တောင်လက်တောင်တုံတာဟုတ်တယ်အရက်ပြတ်တယ်စလိပ်ပြတ်တယ်ဘိန်းပြတ်တယ်ဘာမှကျွန်တော်ဆေးလည်းမထိုးဆေးလည်းမစားဘူးဘာသူလည်းစုမတောင်းခိုင်းဘူးကျွန်တော်ဖျားလှုပ်လိုက်တဲ့အလုပ်ကျွန်တော်အသက်တာတစ်ကိုခရစ်တော်၌ရှိရင်အမှန်တကယ်ပြောင်းလဲတယ်ဆိုတော့ကျွန်တော်လုံးဝလက်ခံတာကျွန်တော်ပြောင်းလဲသွားပြီကျွန်တော်ဘာမှမလုပ်တော့ဘူးမလုပ်တော့ပဲတရားပဲလိုက်ဟောတဲ့စပီကာနဲ့မြေကျနာမျိုးအနှံ့မှာတရားလိုက်ဟောတဲ့အင်္ဂလိပ်တရားလိုက်ဟောတဲ့အယူလို့အပြောခါတယ်မျက်ရည်ကျတယ်တရားဟောရင်လည်းအယူပဲတဲ့ဘုရားကြောင့်အဲ့လိုအော်တရားမလိုပါဘူးတဲ့ပြောတဲ့သူတွေကဘုရားဘာသာတွေမဟုတ်ဘူးဈေးထဲမှာဈေးထိုင်ရောက်တဲ့ကချင်မလေးခရိယာပြည့်တဲ့ကချင်မလေးဟုတ်တယ်ကျွန်တော်ဘုရားမှာအများကြီးပဲနော်အဲ့တော့ခါတော့လူရင်းတို့ချင်းဒီမန်းဆိုင်တော်ကမန်ရှန်ရိန်သုံးတောင်ပေါင်ဆောင်တော့အခုလည်းရှိတယ်ဆရာတော့သိတယ်ဆရာကြီးတို့အမျိုးပဲမန်ရှန်ရိန်သုံးနဲ့တောင်ပေါင်ဆောင်တော့ဆရာကျန်းစာကြောင့်မတက်ချင်ဘူးလားတဲ့ဆရာကျန်းစာကြောင့်တက်ချင်ကျမတို့ထောက်ပံ့မဲတဲ့တခြားမရှာနဲ့တကယ်ကျွန်တော်ဘုရားအဖြစ်ပြကအသက်ကြီးမှခရိယာဖြစ်တာလေကျန်းစာကြောင့်တက်ဖို့လည်းမရဘူးဆရာဖြစ်ဖို့လည်းမစင်သားပါဘူးအိမ်မက်လည်းမမက်ပါဘူးဘယ် prophet မှလည်းကျွန်တော်လာမပြုတ်ဘူးအဲ့ဒါကြီးသူတို့ကိုယ်တိုင်လာမေးတာသူများတွေကျန်းစာကြောင့်တက်ချင်လို့စပွန်ဆာမနေရှာတာနော်အမသူတို့ကလာမေးတာနဲ့အဲ့ဒါဝိုင်းပေါ်မှာ KBC ရဖွင့်တဲ့မုတ်ချိတ်ကျန်းစာကြောင့်မှာ CTH တက်တယ်ဘွဲရတော့အမြင့်ကြီးပဲနော် CTH ဆို certificate ပဲဟုတ်တယ်နော် LTA မဟုတ်လို့ဘာလဲ payment တော့တက်ဖို့မလွယ်ဘူးဒါပေမဲ့နောက်နောက်မှာ payment တက်ခွင့်ရသွားတယ်ကျွန်တော်တက်တဲ့ခံမှုတွေကအများကြီးမုတ်ချိတ်မှာကျန်းစာကြောင့်တက်နေတော့ရင်း3မှာ2017ရင်း3မှာတတုံမဆုံးလဲဝတ်ထောက်ပုံပေါ့ဒါကဓာတ်အဝါကတူကဖောက်ချက်လာတော့လပန်ကထောင်ခေါ်တာကောင်းပြီနောက်ကိုကျဲနေလုံးနာကိုကျဲမွဲမုံဆိုင်က training စရာကလောဝါလေအဲ့ဒီတူကဖောက်ချက်လာတော့ရင်း3တက်ရမှုလုပ်ကျွန်တော်ဖုံးဆက်တယ်အားလာတယ်အားတယ်လို့ဘာလို့လဲဆိုကေလို့တရားလာဟောပေးလေရတယ်လို့ကျွန်တော်ရောက်ဖတ်တော့တယ်သူမိမဂလောက်ပွန်နာလို့ခေါ်တယ်သူကဖောက်ချက်လာတော့အဲ့ဒါသူခေါ်တာနဲ့ကျွန်တော်စိုက်ကယ်ကစီးကဆရုံချီသေးတယ်တခါလဲတက်သွားတာဟိုးနန်စောလန်းကသွားတာနန်စောမခိုင်ကောနာဒီခက်ဆိုင်ကောဆိုင်ကမှမရှာပါဟိုးရင်းတော့ကဲတိုင်ရုံကိုကဲလို့တရားသွားဟောဖို့ချမ်းသာသွားတင်ဖို့တက်လိုက်တာနန်စောချောင်းတရာတော်မြင့်တယ်ဟိုးအောက်မှာချောင်းပါဝေးပဲခြေကဒူးကောင်းလောက်ပဲရှိတယ်ချိုးပြီးတော့မှတခါလဲဆိုင်ကယ်လူကဟိုးမင်းသားလိုပဲနိုင်ငံခြားရုပ်ရှင်ကားတွေတော့ညာတာထင်တယ်တကယ်တော့ဖြစ်မှာမဟုတ်ဘူးကျွန်တော်ဆိုင်ကောလူကတခါလဲကြာသွားတာဟိုးဆိုင်အဲ့ဒီနန်စောချောင်းထဲမှာရင်းသုံးကိုကဲပြီးချမ်းသာတရားတင်မလို့အလုံးမှာစိုက်ကယ်ပေါ်မှာမတ်တက်ကြတာဗျစိုက်ကယ်လဲလည်းမလဲကျွန်တော်လည်းမလဲဘူးစိုက်ကယ်ကဒီလိုဘိန်းတစ်ဘိန်းချောင်းပေါ်မှာချောင်းထဲမှာဒီတိုင်းပဲကျွန်တော်လည်းဒီတိုင်းပဲခိုင်ရတဲ့ဟိုးအောင်မှာမော့ကြည့်တော့ဟိုးပါအမြင်ရွက်တရားနန်းစောတိတဲ့သူပါလားမသိဘူးနန်းစောချောင်းထဲမှာပြန်မတက်နိုင်တော့ဘူးလမ်းပေါ်အမြင်ရွက်လေကားလောင်းမနဲ့ပြန်တက်ရမှာခြုံနေလက်ရှိတော့ကဘာမှာစိုက်ကယ်ကြီးချောင်းထဲထားခဲ့ပြီးကာလာမှာလူအလားဆောက်နေလာခဲ့ပြီးပြောတဲ့အတိုင်းတရားတကယ်ပို့ဆောင်တာအားတုံတော့ယောက်ျားတွေမလာအကူညီကြအောင်ဆိုနံပါတ်1ဂီယာဆက်လက်ပြန်တိုးလို့ရတယ်ဟုတ်ဒီတိုင်းနေကာထားတဲ့လေတရားဘာမှမထီဘူးသူအဲ့ဒါနဲ့သူတို့ကကျွမ်းတော့ဒီဟာကျွန်တော်သိမကျွမ်းမနဲ့တက်တာရင်းသုံးဖို့ဝတ်ထောက်မှုတတ်သိရတော့ဘယ်လောက်ရှိလဲဆိုတော့မသိတော့ဘူးစစ်ထွက်ဟုတ်တယ်ကဲတက်တဲ့မှာတရားသွားဟောတာကျွန်တော်ပဲနော်တကယ်ဖြန်တူဝါလေးဒီကပတ်လေးကလန်တာမတွန်းတာလေနံပါတ်1ဂီယာနဲ့သူကရှေ့ရတယ်ကိုင်နေကျွန်တော်နောက်ကနည်းနည်းထိန်းတွန်းခိုင်းပြီးအဲ့ဒါကားလာမရောက်တော့ပြန်နှိုးရတယ်။အဲ့ဒါနဲ့ဝတ်ထုံမရောက်တော့ကဲရင်းသုံးမှာကျန်းစာတင်ပြီးကဲလို့ကျန်းစာတင်ပြီးပြန်အစင်းမှာပဲတိုက်ပွဲချတာပဲ။ခင်လက်ခေါရှိလကိုင်းနေဆိုလဲမကြံဖန်နေဆိုလဲတိုက်တဲ့ငါတဲ့ရတုံးမဆုံးကဆန္ဒနေတဲ့တော့ပဲ။နှစ်ညအိတ်3ရက်တိတိကျွန်တော်ဟိုဘက်ကမ်းမှာကတော့ဗမာစစ်တပ်ကဒီဘက်ကမ်းကကဲရည်17ရောက်လောက်တန်ရရတယ်ကဲရသူတို့ကတော့9ယောက်တွဲကျင်းတဲ့မှာမြုပ်ထားခဲ့ကြတယ်။နော်ထွက်ပြေးကြပြီ။နှစ်ညအိတ်3ရက်မနေ့မှာတော့သူတို့ဆုတ်သွားပြီ။ရရမက်ကိုမြင်နေလေ။ဒါကိုဘယ်လန်းထွက်ပြေးသွားလဲမသိတော့တာ
မိုးလင်းတော့တနတ်တန်တစ်ချက်မကြတော့ကဲရဲ့အောက်ပြီးလိုက်ရှာတော့ကျင်းအကြီးတဲ့မှာ9လောင်းလောက်တစ်ခါတည်းမြုပ်ထားခဲ့တယ်မှာတစ်ခါတည်းထွက်သွားအဲ့ဒီကြမှာကျွန်တော်ပြန်လို့ရတာဘုရားသခင်အောက်ကိုကောင်းတာကဘုရားသခင်အတူရှိတဲ့အကြောင်းကိုပြောချင်တာနော်ဆိုမီရောကတိုင်ကလာမလွယ်သွားတယ်ကဲဆန်အန်တဲ့ရောင်းငါအရေးကောလမ်းရှိကူမိုက်ပြနေတယ်ကဲဆန်ကမောက်ပါတဲ့ဒိုင်လန်ပဲဆက်စီခံပြီးရတယ်တော့ကျွန်တော်စိုက်ကယ်တိုက်တာကားအောက်ထဲမှာဝင်သွားတယ်ဆိုကားဟိုအောက်ထဲမှာကားကလည်းစီကားမရှိနောက်မီးလည်းပြက်နေတယ်ကားသမားကဘယ်လဲမပြပဲကျွန်တော်စပီနဲ့တအားမုတ်ချစ်ကတည်းဝိုင်းမို့ဆင်းတာကတည်းကလားစပီနဲ့ဆင်းတဲ့ဟာယူဘယ်ရတဲ့ရတာလဲတော့သူကဘာမပြပဲချက်ချင်းကြီးပဲဘက်ကိုအုတ်တင်တဲ့ကားလေးဘုံဘုံကားအကြီးကြီးပဲအုတ်ခဲတွေကလည်းအပြည့်တယ်ဘာမပြောမှညာမပြောမိုက်မရရတခါတည်းကိုယ်ပလိုက်တယ်ကျွန်တော်လည်းသူ့ရဲ့ကားပိန်ရှေ့ဘေးအောက်မှာတခါတည်းဒုံးဆိုဘာမှမသိတော့စိုက်ကလည်းကြေမွသွားတာပဲဒါလည်းမသိခဲ့ဘူးကျွန်တော်နန်းတော်ချောင်းနဲ့ကြလည်းမသိဘူးတိုက်ပွဲမှာပါလည်းမသိဘူးဒါကျွန်တော်အမှန်တကယ်ကျွန်တော်တက်တည်ခံနေတယ်ဒါမျိုးအသက်ဆိုတာဖျားနဲ့ဆိုင်တာဖြစ်တယ်ဒီအသက်ဟာကျွန်တော်တို့ဖျားနဲ့အတူရှိဖို့အလုံးအရေးကြီးတယ်ဆိုတာလို့တက်တည်ခံနေတာဖြစ်ပါတယ်တော့ကျွန်တော်ပယ်ဆန်တဲ့ရောင်ငါလူနာမတူအခက်တယ်လမ်းပဲဆက်စီခံယူရတယ်နောက်ဆုံးနှစ်ချက်ကျန်းဆက်နှစ်ချက်ကပောက်ကြအခန်းကြီး9အငယ်21ကနေ24ကပောက်ကြအခန်းကြီး9အငယ်21ကနေ24အေးနောက်သည်အသက်65နှစ်ရှိသောမတုရှလကိုမြင်လေ၏မတုရှလဖွားမြင်သောနောက်အေးနောက်သည်အနှစ်300ပတ်လုံးဖျားသခင်နဲ့အတူသွားလာ၏တဲ့သာသမီများကိုမြင်လေ၏အေးနောက်အသက်နှစ်ပေါင်း365နှစ်တည်းအေးနောက်သည်ဖျားသခင်နဲ့အတူသွားလာ၏နောက်တပံသူသည်မရှိအကြောင်းမူကားဘုရားသခင်သိမ်းယူတော်မူသောကြောင့်တည်းတဲ့ဒီကျမ်းချက်မှာကြည့်မယ်ဆိုရင်တော့ကျမ်းစာမှာအသက်အရှည်ဆုံးကမတုရှလ969နှစ်လေနော်သူ့သားပဲဟုတ်တယ်အေးနောက်ရဲ့သားမတုရှလ969နှစ်မှတ်တမ်းတင်ထားတာသူ့အရှည်ဆုံးပဲအဲ့ဒါဘုသူသားလဲဆိုအေးနောက်သားမတုရှလဒါပေမဲ့မတုရှလရဲ့အဖေအေးနောက်ကဒီမှာမှတ်တမ်းတင်ထားတာဘုရားသခင်နဲ့အတူသွားလာဤဆိုတော့နှစ်ကြိမ်တိုင်းတယ်နော်နှစ်ကြိမ်တိုင်းသူပေါ်ပြထားတယ်နောက်တစ်ခုကအေးနောက်ကဘုရားသခင်နဲ့အတူဘယ်လောက်လဲအေးနောက်ဒီအနှစ်300ပတ်လုံးဘုရားသခင်နဲ့အတူသွားလာ၏တဲ့အေးနောက်ကဘုရားနဲ့အတူသွားလာတာသူ့အသက်ဘယ်နှစ်အထိလဲနှစ်300တိတိကျွန်တော်တို့ကအသက်100တော့မရှိနိုင်ဘူးဘုရားနဲ့အတူသွားလာနိုင်ဘူးလားနော်စဉ်းစားဖို့မလိုလားအေးနောက်ကအနှစ်300အထိတော့ဘုရားနဲ့အတူသွားလာတယ်နော်အဲ့ဒီအေးနောက်အကြောင်းကိုကပောက်ကြအခန်းကြီး9အငယ်21 24မှာအေးနောက်အကြောင်းကိုဟေဘဲအခန်းကြီး7အငယ်9မှာနောက်ဆုံးဖတ်မယ်ဟေဘဲအခန်းကြီး9 7အငယ်9တာဖန်ကြထွန်းတိုင်ကျွန်းလိုက်ကဟေဘဲလက်ကတော့ကွာရှိလငိုင်းခကြီးမငါဟေဘဲအခန်းကြီး7အငယ်9မှာအဲ့ဒီအေးနောက်အကြောင်းကိုပြန်ဖော်ပြထားတယ်ဟေဘဲဆရာကဟေဘဲအခန်းကြီး7အငယ်9မှာအေးနောက်သည်ယုံကြည်ခြင်းအပြင်သေခြင်းနှင့်လွတ်၍ဘဝပြောင်းရ၏ဘုရားသခင်သည်သူ့ကိုဘဝပြောင်းစေတော်မူသောကြောင့်တဲ့သူသည်နောက်တစ်ဖန်မပေါ်မရှိသူသည်ဘဝမပြောင်းမီဘုရားသခင်စိတ်တော်နှင့်တွေ့တော်သူဖြစ်သည်ဟုသက်သေခံခြင်းကိုရလေ၏တဲ့ကဲဒါနောက်ဆုံးအနေနဲ့ကျွန်တော်သက်သေခံခြင်းနဲ့အေးနောက်ကယုံကြည်ခြင်းအဖြစ်သေခြင်းနဲ့လွတ်တယ်တဲ့လားဒီနေ့ကျွန်တော်တို့ဘုရားသခင်ကိုဝိပုကိုယ်ကိုလာခဲ့တဲ့ချစ်ခင်လေးသားအတော်ညီကိုမောင်နှမမိတ်ဆွေများဒီနေ့မှစရောက်ပြီးတော့လာခဲ့တဲ့ဧည့်သည်တစ်တွေများမိတ်ဆွေတစ်တွေများဖြစ်တော်အကြောင်းကိုမြည်ဆန်းနေတဲ့သူတွေဖျားကိုရှာဖွေနေတဲ့သူတွေဒီဖျားကိုကောင်းကောင်းရရှိပါလေဒီအေးနောက်ကကြည့်နော်ယုံကြည်ခြင်းအဖြစ်တည်ခြင်းနဲ့လွတ်ပြီးမှဘဝကိုမပြောင်းလားပြောင်းနေတော့အေးနောက်အကြောင်းကကဘာဦးကျမ်းအခန်းကြီး9မှာဟုတ်တယ်နော်အေးကိုဖျားသခင်ကရေလွှမ်းမို့တာကဘာဦးကျမ်းအခန်းကြီးဘယ်လောက်မလဲ6မှာဟုတ်တယ်နော်အဲ့တော့ကဘာကိုရေမလွှမ်းမမိုးခင်ဆင်းရဲဒုက္ခကပဆင်းရဲဒုက္ခကကာလမရောက်ခင်ကတည်းကဘုရားသခင်နဲ့အနှစ်300အတူရှင်တယ်ဘုရားသခင်နဲ့အတူသွားလာတဲ့အေးနောက်ကိုဘုရားသခင်ကအရှင်လက်ကောင်းငယ်မခေါ်လားခေါ်တယ်နော်ဘလောက်ဝမ်းသာတရားကောင်းလဲလို့ကျွန်တော်ဒါကြောင့်ဒီဘုရားနဲ့အတူအမြဲတမ်းအသက်ရှင်နေတာဖြစ်တယ်မှန်တဲ့သက်တွေပြောတာကျွန်တော်ကဒီငယ်ငယ်လေးတွေကခုနသက်တွေခံပြီး17နှစ်သားတွေကမွန်လူမျိုးငယ်ငယ်လေးတွေကဗုဒ္ဓဘာသာအတိုင်းဝိုင်းကြတဲ့မှာမိဘမဲ့ဖြစ်ပြီးကလေးကချင်းအုတ်ကြားမြတ်ပမွေးမဆုံးမဖမဆုံးမသားသမီးနော်ဒီလိုနဲ့ကြီးလာခဲ့တာဟုတ်တယ်ကျွန်တော်နော်ဒါပေမဲ့ကျွန်တော်ကိုဒီနေ့အချိန်ဒီလမ်းပြနေတာဘာလို့လဲဒီဖရာသခင်ဟုတ်တယ်ရှင်းမစကခက်ကမသားပြီးရွေးချယ်ခဲ့တယ်
အဲ့ဒီဖယားနဲ့အသက်ရှင်ခဲ့တဲ့အတွက်ကြောင့်ငယ်ငယ်လေးတွေကမိဘမဲ့ဖြစ်ပြီးအဆွန့်ပြစ်ခါတဲ့တာသမီကိုဘုရားသခင်ကစွန့်သလားမစွန့်ဘူးဒါကြောင့်ဆာလံ29ကြိမ်မြောက်သောဆာလံကျမ်းအငယ်30မှာရဲ့လူကနေငါဖက်ချက်ခါကောင်းလိုက်တယ်မို့ယေဟောဝါငါဖက်ပေါ်လာတာငါရဲ့တဲ့အဲ့ဒါကျွန်တော်ရဲ့လက်တွေ့ခံစားချက်ဟုတ်တယ်အဲ့ဒါကိုမိဘတို့ဒီကျွန်တော်ကိုစွန့်တော်လဲထာဝရဘုရားဒီကျွန်တော်ကိုစွန့်တော်မမူဘူးတဲ့ဒေရှာယအနာဂတိကျမ်းအခန်းကြီး40ကိုအငယ်15မှာနုံရှာကိုတီးနန်ရှင်ငါရဲ့ကရှာပဲမဆန်ဒုံအိုက်တဲ့ကျူအိုင်မှာဖက်မလကောလူနာရိုင်းလီကြာဝမလကောတီမို့ငိုင်နန်ဖက်မလကောလူနာရိုင်းတဲ့မိမဒီမိမိဖွာသောသားကိုမတနာသည့်တဲ့အောင်မိမိနှုတ်ဆိုတငယ်ကိုမေ့လျော့နိုင်သလားတဲ့တကယ်လို့မေ့လျော့တော့လဲတင့်ကိုငါမမေ့လျော့ဘူးလို့ပြတဲ့ဘုရားကအခုကျွန်တော်တို့နဲ့အတူရှိတယ်ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အကြောင်းဝေငှရဲနဲ့ဒါကြောင့်ခရစ်တော်ဟာကျွန်တော်တို့နဲ့တော့ရှိပြီးဒါပေမဲ့ကျွန်တော်တို့ကဘယ်သူမှရှိဖို့လို့လဲခရစ်တော်နဲ့ရှိဖို့လိုပါတယ်ကျွန်တော်တို့ခရစ်တော်နဲ့ရှိမှဘုရားခရစ်တော်ကလည်းကျွန်တော်တို့နဲ့အတူရှိမယ်ဆိုတဲ့အကြောင်းဝေငှသက်သေခံရတဲ့နေကုန်းချုပ်ပါတယ်ကြားနာသူအလုံးပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ